မျောလင့်ထားတဲ့အတိုင်းပဲစာမေးပွဲရလဒ်တွေထွက်လာတဲ့အခါကိုဟန်ရဲ့နာမည်ကထိတ်ဆုံးမှာရှိနေခဲ့ပါတယ်။သူဟာနှစ်ကြိမ်ဆက်တိုက်ပထမဆုကိုစုကူးနိုင်ခဲ့တာကြောင့်တမျိုးတော်လုံးအံ့အားသင့်သွားခဲ့ရပါတယ်။တကယ်လို့သာမတော်တဆမှုတစ်ခုခုမရှိခဲ့ရင်ဒီနေ့ရဲ့ထိပ်သီးပညာရှိဟာကိုဟန်ပဲဖြစ်လာလိမ့်မယ်ဆိုတာလူတိုင်းသိထားကြပါတယ်။နန်းတွင်းစာမေးပွဲမတိုင်ခင်ညမှာပဲကျမကကိုဟန်ကိုအခန်းထဲခေါ်လိုက်ပါတယ်။စစ်ဖြူဟာတွေအကြောင်းမဆွေးနွေးခဲ့သလိုရှေးဟောင်းကျမ်းစာတွေကိုလည်းမရွတ်ခိုင်းခဲ့ပါဘူး။သူ့ကိုမေးခွန်းတစ်ခုပဲမေးခဲ့ပါတယ်။ကိုဟန်မင်းတီလားလက်ရှိဧကရစ်မင်းမြတ်အလေးနဲ့ထားဆုံးအရာကဘာလဲဆိုတာမြောက်ပိုင်းကရန်သူတွေလားဒါမှမဟုတ်တောင်ပိုင်းကရေကြီးမှုတွေလားဘယ်ဟာမှမဟုတ်ဘူးသူအစိုးရိမ်ဆုံးကသူ့ပင်အောက်ကငကားပလင်တော်မြဲပါမလားဆိုတာပဲဧကရစ်ကတန်တရားစိတ်များတက်ပြီးအထူးသဖြင့်ပါရမီရှင်လူငယ်တွေကိုတတိထားတတ်တယ်ဒါကြောင့်မင်းအနေနဲ့ဧကရစ်ရှေ့မှာမင်းရဲ့အားနည်းချက်ကိုဘယ်လိုပြရမလဲဆိုတာသိထားရမယ်ဒါဆိုကျွန်တော်ဘာလုပ်ရမလဲနန်းတွင်းစာမေးပွဲဖြေဆိုတဲ့အခါအရန်လဲထူးချွန်မပြသလိုအရန်လဲညံ့မပြနဲ့မင်းရဲ့စာစီစာကုန်းကအရေးသားလှပနေရမယ်ဒါပေမဲ့မင်းရဲ့အမြင်ကတော့အလဲလက်ပဲဖြစ်ရမယ်စာစီစာကုန်းရဲ့အဆုံးမှာဧကရစ်မင်းမြတ်အပေါ်မင်းရဲ့အတိုင်းအဆမရှိတဲ့ကြီးညိုလေးစားမှုကိုဖော်ပြလိုက်ပါမင်းရဲ့အရေးချင်းအားလုံးကိုသူ့အတွက်ပဲအသုံးချဖို့အသင့်ရှိနေတယ်လို့ခံစားရပါစေခိတ်ဆုံးကနေရာကမျက်စိကျစရာအရန်များလုံးလို့ကျမတို့အဲ့ဒီနေရာကိုမလိုချင်ဘူးမင်းလိုချင်တာကဟန်လင်အကယ်ဒမီတဲကိုဝင်ခွင့်ရစေမဲ့ယာရုမျိုးပဲဒါပေမဲ့လူတိုင်းရဲ့ပြစ်မှတ်တော့အဖြစ်မခံနိုင်ဘူးဒုတိယနေရာဒါမှမဟုတ်တတိယနေရာကမင်းအတွက်အကောင်းဆုံးရွေးချယ်မှုပဲငင်းရဲ့မာနနဲ့ဆိုရင်လက်တကမ်းမှာရှိနေတဲ့ခိတ်ဆုံးနေရာကိုလက်လွတ်ရတာညှဉ်းပန်းနှိပ်စက်မှုတစ်ခုလိုဖြစ်နေမယ်ဆိုတာကျမသိပါတယ်ဒါပေမဲ့တောအုပ်ထဲမှာတပင်နဲ့ထင်ပေါ်နေတဲ့တစ်ပင်ဟာလေမုန်တိုင်းတန်ကိုအဆိုးရွားဆုံးခံရတတ်တယ်ဆိုတာမင်းနားလည်ရမယ်တခါတရံမှာခြေတလန်းနောက်ဆုတ်လိုက်တာဟာအနာဂတ်မှာခြေလန်းတရရှေ့တိုးဖို့အတွက်ပဲဖြစ်တယ်ကျမကိုယုံကြည်လိုက်ပါနန်းတွင်းဆောင်မေးပွဲနေ့ရောက်တဲ့အခါဧကရစ်ကိုယ်တိုင်သူတို့ကိုစစ်ဆေးမေးမြန်းခဲ့ပါတယ်ကိုဟန်ရဲ့စွမ်းဆောင်ရည်ကကျမရဲ့အစီအစဉ်ကိုအကွက်စစ်စစ်အကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်သူဟာထောင်ထောင်လွှားလွှားမပြတော့လဲနေရာတိုင်းမှာသူ့ရဲ့ထက်မြက်တဲ့ဉာဏ်ပညာနဲ့ပါရမီကိုပြသနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဧကရစ်ဟာစုတ်တန်ကိုဝှေ့ရမ်းပြီးကိုဟန်ကိုပထမအဆင့်ရဲ့တတိယနေရာအဖြစ်ခန့်အပ်လိုက်ပါတော့တယ်ဒီသတင်းထွက်လာတဲ့အခါလူအများကကိုဟန်အတွက်နှမျောစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့ဒါဟာအကောင်းဆုံးအစပျိုးခြင်းဆိုတာကျမနဲ့ကိုဟန်ပဲသိခဲ့ကြတာပါဒီလိုနဲ့ကိုဟန်တယောက်မင်းမှုတန်းလောကတွေကိုတရားဝင်ဝင်ရောက်လာခဲ့ပါတယ်မြို့တော်ကဘဝဟာကျန်းတန်ထက်အစတရားမကပိုပြီးရှုပ်ထွေးလာပါတယ်ဒါဟာအာနာလူပွဲတွေရဲ့ဗဟိုချက်မမှုခြေတလန်းတိုင်းကိုတတိထားရပါမယ်ကိုဟန်ဟာယာရုအနှိမ့်ပဲရခဲ့တာကိုမြင်တော့ဆရာကြီးရဲ့အိမ်တော်ကလည်းတိတိတသားအေးဆက်သွားခဲ့ပါတယ်အဲ့ဒီမိထွေးကလည်းအိမ်တော်ရဲ့အကြောင်းကိုထပ်မပြောတော့ပါဘူးကျမကတော့ဒီလိုအေးအေးချမ်းချမ်းဖြစ်သွားတာကိုပဲဝမ်းသာမိပါတယ်ဟန်လင်အကယ်ဒမီတဲကကိုဟန်ရဲ့နေ့ရက်တွေကတော့မလွယ်ကူလှပါဘူးသူ့ရဲ့လုပ်ဖော်ကိုင်ဘက်အများစုကမင်းဆိုးရာဇာတွေရဲ့သားသမီးတွေဖြစ်ကြပြီးဘဝင်မြင့်ကနောက်ခံမရှိတဲ့တော်သားတစ်ယောက်အဖြစ်ကိုဟန်ကိုပေါ်ပေါ်ထင်ထင်ရောကွယ်ရမှာပါအနားဖယ်ထားကြပါတယ်သူတို့ကကိုဟန်ကိုအညစ်ပတ်ဆုံးအလုပ်တွေကိုပဲလုပ်ခိုင်းပြီးကောင်းကွက်ကြတော့သူတို့ယူကအမှားလုံးမိရင်တော့ကိုဟန်အပေါ်ပုံချတတ်ကြပါတယ်ကိုဟန်တယောက်ဒေါသထွက်လူနီးပါးဖြစ်ခဲ့ရတဲ့အချိန်ပေါင်းမနည်းပေမဲ့ကျမကပဲတားဆီးပေးခဲ့ပါတယ်ဘာလို့စိတ်လောနေရတာလဲဒါကကောင်းတဲ့အချက်ပဲလေကောင်းတဲ့အချက်ဟုတ်လားဒါပေါ့သူတို့ကမင်းကိုအနိုင်ကျင့်ရလွယ်တဲ့လူလူတူတူလေးလို့ထင်နေမှပဲသူတို့ရဲ့သတိပိတကက်ကိုရှော့ချမှာပေါ့မင်းအခုလုပ်ရမှာကရေတိုအတွက်တိုက်ခိုက်ဖို့မဟုတ်ဘူးဒီလိုပြင်းစရာအကောင်းဆုံးအလုပ်တွေကိုအကောင်းဆုံးဖြစ်အောင်ဇွဲရှိရှိလုပ်ပြဖို့ပဲဟန်လင်အကယ်ဒမီဆိုတာဘာလဲအဲ့ဒါ6မင်းဆက်ကြီးရဲ့မော်ကွန်းတိုက်ပဲလေအဲ့ဒီစက်ကူအစုပ်ပုံတွေထဲမှာမရေမတွက်နိုင်တဲ့လျှို့ဝှက်ချက်တွေရှိနေတယ်အရာရှိတွေရဲ့ယာရုတိုးယာရုချခံရမှုတွေမိသားစုတွေရဲ့ကြီးပွားမျိုးတုံးမှုတွေနဲ့တော်ဝင်လျှို့ဝှက်ချက်တွေအထိရှိနေတာဒါတွေကိုမင်းရဲ့နှလုံးသားထဲမှာမှတ်သားထားလိုက်ပါဒီနေ့မှာတော့ဒီလိုသုံးမဝင်ဘူးလို့ထင်ရတဲ့အချက်လက်တွေကမင်းရဲ့အနေရဲ့အရှိဆုံးလက်နက်ဖြစ်လာလိမ့်မယ်အဲ့ဒီလူတွေကိုတော့လောလောဆယ်အောင်ပွဲခံခွင့်ပေးထားလိုက်ပါသူတို့မြင့်မြင့်ခုန်နိုင်လေးပြုတ်ကြရင်ပုံနာလေးပဲကိုဟန်ဟာကျမစကားကိုနားထောင်ပြီးစိတ်ကိုလျှော့ချလိုက်ပါတယ်ညှဉ်းညူတာတွေညှင်းခုန်တာတွေကိုရပ်တန့်ပြီးအမဲလိုက်မဲ့အခွင့်အရေးကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်ခဲ့ပါတယ်ကိုဟန်ဟာဟန်လင်အကယ်ဒမီတဲကမှတ်တမ်းအားလုံးကိုလှန်လောပြီး6မင်းဆက်ရဲ့နှစ်တရာသမိုင်းကြောင်းနဲ့အရာရှိအသီးသီးရဲ့နောက်ကြောင်းတွေကိုအလုံးမှတ်သားခဲ့ပါတယ်ကိုဟန်ရဲ့စိတ်ရှည်မှုနဲ့ပါရမီကိုသတိထားမိတဲ့အကဲခတ်သမားတွေရှိလာပါတယ်အဲ့ဒီထဲကတယောက်ကတော့တော်ဝင်မင်းသားတွေထဲမှာဩဇာအာဏာအနည်းဆုံးဖြစ်တဲ့တတမမြောက်မင်းသားစီယန်လီလန်ပဲဖြစ်ပါတယ်လီလန်ဟာရီမန်းချက်သိမ့်မရှိတဲ့မင်းသားတစ်ပါးဖြစ်ပြီးနေ့ရက်တွေကိုကြပြဆက်တာအရက်တောက်တာပကြီးဆွဲတာတွေနဲ့ပဲကုံဆုံးစေကကိုဟန်နဲ့အဆင်ပြေပြေရှိခဲ့ပါတယ်သူတို့နှစ်ယောက်ဟာပညာရပ်ပိုင်းဆိုင်ရာတွေကိုမကြာခဏဆွေးနွေးရင်းနဲ့တငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်မင်းအနေနဲ့သူနဲ့ရင်းရင်းနှီးနှီးနေနိုင်ပေမဲ့ဗမ်းမလိုက်မိစေနဲ့အခုချိန်မှာအိမ်ရှိမင်းသားနေရာကမရေမရာဖြစ်နေပြီးမင်းသားတော်များများကအတေလဲလူပွဲဆင်နွှဲနေကြတာငါတို့ရဲ့အခြေခံအုတ်မြစ်ကမခိုင်မာသေးဘူးအလင်းစလိုပတ်လိုက်ရင်ငါတို့ပါကြားညက်ပြီးမြေစာပင်ဖြစ်သွားလိမ့်မယ်ဒီတတမမင်းသားကပလင်တော်ကိုစိတ်ဝင်စားဖို့မရဘူးဒါကြောင့်သူကပေါင်းတင်ဖို့အနေရဲ့အကင်းဆုံးလူပဲမှတ်ထားပါအခြေအနေတွေမရှင်းလင်းခင်အထိအကောင်းဆုံးဗျူဟာကတော့ဘသူ့ကိုမှမပြစ်မှားမိစေပဲလူတိုင်းနဲ့အကွာအဝေးတစ်ခုကိုထိန်းထားဖို့ပဲကိုဟန်လည်းဒီစကားကိုအလေးနဲ့သဘောတူခဲ့ပါတယ်